Hello အားလုံးပဲမင်္ဂလာပါရှင်မမတို့ရေဒီရက်တစ်ရက်လေးအရန်လှလုံးလို့ပါရှင်ညီမလေးကိုလေမြင်ချင်းကိုအရန်ကြွေမှအရန်နေကြိုက်နေတာဒီဟာလေးကလေတော်တော်ကိုလှတယ်ရှင်ဒီရက်လေဖုံးထဲမှာတဲ့ကိုအပြင်မှာတော့ပို့လာရေကြောက်လေးတွေကလေတဝင်းစီတိုင်းမှာလေအစင်တန့်လေးတုံထားပြနောင်ချင်းကြရင်ရွှေနဲ့ပြန်ခတ်ချင်တယ်ဆိုတော့ပြန်ခတ်ဖို့လို့ရတော့ဒီမှာသူကလေနကတ်ဆိုလေခြေလေးနဲ့ပေါ့နော်နကတ်လေးကတစ်ခုပေါ့နော်သူကလေနောက်ပိတ်ကတော့ဖောက်စလေးနဲ့လာမှာရှင်နော်ကြောက်လေးတွေကပွင့်စင်တန့်လေးတွေကြီးပဲဒီမှာပြီးတော့သူကလက်ကောက်လေးရောပါတယ်မောင်နော်လက်ကောက်ဆိုလေလက်တိုင်းကကြတော့လေလက်တိုင်းတုတ်တဲ့သူလည်းဝူလို့ရတယ်ပိန်တဲ့သူလည်းဝူလို့ရတယ်နော်သူကလေအပျော်လေးပျော့လေးနဲ့အဟာလေးနဲ့ဆိုတော့လေလက်တိုင်းတုတ်ချင်တုတ်သေးချင်သေးပေါ့နော်ဝင်းလို့ရတဲ့ဒီဇိုင်းလေးပါရှင်လို့နော်မတို့ပြီးခါကျတော့လက်စွပ်ဆိုလို့ကြည့်လိုက်အောင်ခြေလေးနော်မတို့တပွင့်ချင်းကိုတခြားလေးအနီးကက်လေးပြထားပြီးပါရှင်အရန်လာတော့လေးပါတရားလေးကိုလေတစ်ဆက်စာလုံးကညက်လေးကလေ12သိန်းနဲ့ပဲရောင်းပေးမယ်နော်မတို့ကြောက်ဖိုးပဲရှိရရှင်ဒီရက်ထဲကလေရိုးရဆက်ဖြတ်ပိန်နေဖြစ်တဲ့ရေစုကျွတ်စုခိုင်မှာဝလို့ရပါနော်ဒါလေးကိုကြိုက်တယ်ဆိုရင်ညီမလေးလေးဖဖဖုန်းနံပါတ်2536565658မှာဆက်သွယ်မှာပေးပါရှင်မန်လေးမြို့တွင်ပဲအရောက်ဝင်ကြည့်ရပါမယ်နော်ကျန်တဲ့မြို့တွေငူကျွေးလေးပါဘယ်လောက်လဲ